အားလုံးပဲမင်္ဂလာပါဗျအားလုံးပဲမင်္ဂလာပါဆရာလင်းရေးလိုက်လွှင့်လို့ပါလားလိုက်လွှင့်လို့တော့မဟုတ်ဟိုအကောင့်ကပြတ်သွားပြီဗျနော်ဟိုအကောင့်လွှင့်ပြတ်သွားပြီအခုမှဒါအကောင့်တစ်ကလေးနဲ့ကျွန်တော်လိုက်လွှင့်တာပါနော်အဲကြောင့်ဒီ channel လေးကိုအခုတွေ့ပြီမိဆိုရင် channel လေးကို subscribe မလုပ်ရသေးရင်နှိပ်ပေးထားပါအားလုံးမြတ်တာရက်ခံပါနော်ဟိုအကောင့်ကပြတ်သွားပြီနော်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါတဲ့မင်္ဂလာပါဗျဒေါ်သူမင်္ဂလာပါဟေစုခိုင်နဲ့မင်္ဂလာပါကိုနေခုမှလိုက်လွှင့်နေတော့တဲ့ဟိုကောင်းကပြတ်သွားတော့ကြာဒီကိုလင်းကဒီကောင်းကိုသုံးနေဆိုတာကိုသိအောင်တော့လိုက်လွှင့်ပေးတာပါဟိုကောင်းပြတ်သွားပြီဗျနေခင်းကနော်ဘာမှလည်းမလုပ်ဘဲနဲ့ပြတ်သွားတယ်အလုပ်ကလုပ်လို့မကောင်းတော့ပါဘူးနော်ကဲမင်္ဂလာပါကျွန်တော်ကြာတာဘင်းလေးလေးကိုသွားမယ်ဗျမင်္ဂလာညချမ်းလေးပါကိုလင်းရှင်းနေမှာပါမင်္ဂလာပါဗျကောင်းပြက်လဲတဲ့ကိုရီးယားမြဲတွေ့တယ်တဲ့ဟုတ်ကဲ့ပါအခွေလိုက်နေရမောင်လေးဟုတ်ကဲ့ပါနော်အခွေကိစ္စလေးလည်းကျွန်တော်ပြောပေးပါမယ်နော်အဲဒါကြောင့်မြန်လေးဝင်လာမယ်ဘယ်သူတွေရှိလဲမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါသူတွေရှိလဲဘသူတွေရှိလဲဖောက်မှာကိုလင်းရေးတဲ့ဟုတ်ကဲ့ပါအခွေပဲလိုက်နေပါတယ်ဟုတ်ကဲ့ပါကိုလင်းအခွေကအချင်းလေးပြောပြပေးပါဦးတဲ့အချင်းကြော်ပြီတဲ့အဲ့ကိုတွေ့ရလို့ဝမ်းသာပါတယ်တဲ့လင်းရေးတဲ့9ဘရိတ်3ညဘရိတ်ကိုဆက်ကစားမယ်မနော်ဩဗုဒ္ဓဦးကြာတာပဲတောက်ကြကြံ3ရက်စာမှာပရိတ်ထုတ်ပေးထားတာပါ9ဘရိတ်3ညဘရိတ်ရနော်ကိုလင်းရေးဟုတ်ကဲ့ပါအခုတွေ့တာဟုတ်ကဲ့ပါအခုမှတွေ့ပြီးမြင်ပြီဆို channel ကို subscribe မလုပ်ရသေးရင်နှိပ်ထားပါနော်ရင်မိတ်ဆွေကိုကြည့်နေတဲ့ဗီဒီယိုတင်တဲ့ကောင်းတော့ပြတ်သွားပြီဘာမှလည်းမလုပ်ရသေးနေကဗီဒီယိုတော့မတင်ဘူးအသစ်တောင်မတင်ဘူးနော်အော်တိုပြတ်သွားတယ်ဘယ်မှမကူတဲ့ဖွဲ့ပါကိုလင်းဟုတ်ကဲ့ပါကျေးဇူးပါညော်လိုက်ရတာတဲ့အခုမှတွေ့တယ်ဟုတ်ကဲ့ပါငယ်ကောင်ရေးတဲ့လွင့်ပြီလားတဲ့အဲ့လိုလုပ်ပါဩလွင့်ပြီလားမဟုတ်ဘူးကောင်းနေပြက်လို့ဗျာကောင်းနေပြက်ကုန်လို့ပါဟုတ်ကဲ့ပါတဲ့ကျေးဇူးပါပြောပြပေးလို့ဟုတ်ကဲ့ပါကဲဘသူတွေနောက်ကျနေလဲဘသူမှနောက်မကျပါဘူးဟုတ်ဘသူမှနောက်မကျပါဘူးကိုလင်းရေးတဲ့အများအားအားပေးနေတယ်ဟုတ်ကဲ့ကျေးဇူးပါဗျကိုလင်းအခွေရလာမှာမလားလာမှာနည်းနည်းလေးအတိတ်ဆောင်တော့ရှိရပေါ့ဗျာအဲ့လိုလေးနော်တိတ်ဆောင်လေးဖြစ်သွားတော့လူညွတ်တောင်းမှန်ပါတယ်ပေါ့နော်ကျွန်တော်စဉ်းစားထားပြီးသားပါနော်တခါလေးပြောလိုက်တာကျွန်တော်စဉ်းစားထားပြီးသားနော်ကျ
ကျွန်တော်ရှိမှဒီဘက်ဝင်ထားတဲ့ဖွဲ့ဝင်နေကျွန်တော်လက်ကားပြန်ပေးမှာနော်အဲ့ဒါခါလေးဒီကနေသတင်းစကားပြောလိုက်တယ်ဒီဘက်မှာဝင်ထားတဲ့ဖွဲ့ဝင်လူအောင်နေရှေ့တစ်ဘက်ကိုအလက်ကားပြန်ပေးမှာပါနော်အဲ့လိုနည်းနည်းတတ်မှတ်ထားတဲ့ရက်အတွက်နောက်ကျသွားရင်ကျွန်တော်အဲ့တော့အကောင်းဆုံးပြန်လုပ်ပေးမယ်နော်မင်္ဂလာညချမ်းပါကိုလင်းရေးတဲ့မင်္ဂလာပါဗျနာမည်လာမယ်လေဟုတ်ကဲ့ပါဒါတော့လာမှာပါဗျနည်းနည်းနောက်ကျနေရပါနော်ထွက်လဲစရိုက်ထွက်ဗျာမနှစ်ကွက်လောက်ပိတ်ထွက်ပလိုက်တခါမနေ့တစ်ကွက်ထွက်ညနေတစ်ကွက်ထွက်နော်မ3ကွက်လောက်ပိတ်ထွက်ပလိုက်ရှုပ်လို့6ကွက်တည်းရှိတဲ့ကနန်း3ကွက်လောက်ပိတ်ထွက်ပလိုက်ဗျာရှုပ်လို့ကျွန်တော်ပြောချင်တာတကူကဖောက်ဝင်နေလာမဲ့ဘက်ကိုလင်းကအလကားပြန်ပို့ပေးပါမယ်ဖုန်းမဆိတ်ကိုနော်ကျွန်တော်ဖုန်းမဆိတ်ကိုပို့တဲ့နေရာမှာကျွန်တော်ရဲ့အကောင့်အသစ်တွေကိုလည်းကျွန်တော်လင်းပို့ပေးလိုက်မယ်ပေါ့နော်လင်းနဲ့ကနန်းပို့တဲ့နေရာမှာကျွန်တော်လင်းမှာပို့ပေးလိုက်မယ်အကောင့်နေရနော်ဟုတ်ပြီလားနော်ဖောက်ဝင်ရင်လူဟောင်းတွေလူသစ်တွေနော်ကျွန်တော်အလကားပေးမှာပါလာမဲ့ဘက်ကိုဒီလိုနောက်အတိန်ဆောင်ဖြစ်ရင်လည်းကျွန်တော်ပြန်ပေးမယ်နော်ပတိုင်းမှန်တယ်ဗောဗျာ9ပတ်10ပတ်လောက်ကိုတောက်လျှောက်โอเคတယ်ဒီဘက်နည်းနည်းနောက်ကျနေတယ်နော်အဲ့ဒါကြောင့်မလာမယ့်ဘက်ကိုအလကားပြန်ပေးမယ်ဟုတ်ပြီလားဆက်လိုက်ရအောင်မလားကျွန်တော်ပြောချင်တာတခုကအဖွဲဝင်နေကြံပွဲလေးကိုအဲ့အခွေကိုလိုက်ပေးပါအမျက်တွေမရရင်နေပါစေနော်အရင်လောက်ကိုအရင်လေးဝင်ခုတဲ့အနေထားလောက်ပဲလိုက်ပေးပါနော်ဟုတ်ပြီလားလိုက်ရမှာပါချစ်ကိုကြီးရှာလိုက်ရတာဟုတ်ကဲ့ပါလာမှာပါတဲ့ဟုတ်ကဲ့ပါမနဲ့လာဟုတ်ကဲ့ပါနော်ကိုထိုးကြီးလောက်ပြန်ရတဲ့အနေထားလောက်လိုက်ပေးပါနော်ကြံပွဲလေးမှာကပပလိုက်ပေးပါသူကအဲ့အခွေရတော့သူကတပတ်စာအတွက်အကျုံးဝင်တယ်ပေါ့ဗျာဝင်လာတော့ဒါအရင်ကကျွန်တော်ပြောဦးပါတယ်ဒါပေမဲ့ကျွန်တော်ပိတ်ထုတ်ပေးတဲ့အများတန်းဗုဒ္ဓဦးခါမှမကြော်ဘူးဗျနော်ဟိုကဗုဒ္ဓဦးကြော်သွားတယ်နော်အဲ့ဒီကြောင့်မို့ကျွန်တော်လာမယ့်ဘက်ကိုလက်ကားပြန်ပေးမယ်နေနော်ကျွန်တော်ဒီမှာဖောက်ဝင်ထားတဲ့လူတွေအကုန်လုံးလက်ကားပြန်ပေးမှာပါနော်ကဲမင်္ဂလာပါလက်မလေးမနေရသေးနှိပ်ထားပါအားလုံးမကျွန်တော်မနေ့ကကြာတာပရင်းတွေအတွက်လေးကိုကျွန်တော်သွားမယ်ငယ်ကောင်ရေးတဲ့အမကြည့်နေပါတယ်ကျေးဇူးပါဒီ channel လေးကိုလည်းအခုတွဲပြီးမြင်ပြီဆိုရင် channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပြီးသားဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်เนาะမိတ်ဆွေတို့တခါလေးပြောလိုက်တယ်เนาะအဲ့ကြံလေးချိန်မှာအခွေရ6ခွက်ရှိတာ3ခွက်လောက်ပိတ်ထွက်ပလိုက်ဗျာရှုပ်လို့ပါခွေကအပူရောထည့်ရမှာလားတဲ့ထည့်ရင်လည်းထည့်ပေါ့ကျွန်တော်အခွေသီးသန့်ပေးတာအပူတွေပါကျွန်တော်စိတ်ဝင်စားဘူးနော်ခွေပူးဆိုတာကျွန်တော်တခါမှခွေပူးမပြောကျွန်တော်ပေးတာအခွေပဲပေးတာဒါမှမဟုတ်ငါတို့ကတော့အပူလည်းမထွက်သေးဘူးအပူပါစိတ်ဝင်စားရဆိုတော့အဲ့ဒီအခွေကိုအပူပါထည့်ထိုးခြင်းနဲ့ထိုးပေါ့ဗျာကျွန်တော်ကမထိုးဘူးထွက်ရင်ထွက်မထွက်နေဘူးကိုနော်ထွက်မှာဟုတ်ကဲ့ပါကဲမင်္ဂလာပါလက်မလေးမနေရသေးနှိပ်ထားမယ်သူတွေနောက်ကျနေလေသူမှနောက်မကျပါဘူးเนาะကိုတွေတောင်ရှီမန်းတောင်မသိဘူးလူတွေကเนาะမလွှင့်တာလည်းကြာပြီလေအကောင့်တွေလည်းပြတ်တယ်ဗျာနေခင်းအောင်မိတ်ဆွေတို့ကျွန်တော်တင်ပေးနေတဲ့ဗီဒီယိုတင်တဲ့အကောင့်ဆိုဘာမှမလုပ်ဘူးနေခင်းကကျွန်တော်ဗီဒီယိုတောင်ထပ်မတင်ဘူးဗျာအဲ့ဒါကိုပြတ်သွားတယ်เนาะ10ချိန်မှတစ်ချိန်ပဲမားတာပါတဲ့မင်္ဂလာပါမင်းသားလေးဟုတ်ကဲ့ပါတစ်ချိန်တော့မမားချိန်ပါဘူးဗျာမင်္ဂလာပါရှင်တို့လို့မကောင်းပါဘူးအဓိကတော့အကောင်းပြတ်တဲ့ပြဿနာပေါ့ဗျာကျန်တာပြဿနာမရှိဘူးအကောင်းပြတ်တဲ့ပြဿနာ
ကောင်းတာတွေဖြစ်လာခြင်းလို့ဖြစ်တယ်ပဲကျွန်တော်သတ်မှတ်ပါတယ်တည့်မှာကောင်းတာတွေဖြစ်လာခြင်းလို့ဖြစ်တယ်ပဲသတ်မှတ်ပါတယ်ကျွန်တော်ကတော့အားလုံးပဲမင်္ဂလာပါမင်္ဂလာပါအခွေရဘာပဲဖြစ်ဖြစ်ထိုးပြောပါတယ်ကနန်း6ခွက်တဲ့ဟာကိုနော်ပတ်သီးတာမှမဟုတ်တာမင်္ဂလာပါမင်းသားလင်းဟာမင်းသားဖြစ်သွားပြန်ပြီ10ချိန်မှတစ်ချိန်ပဲမားတာပါအဲ့လိုတော့မမားချင်ပါဘူးဗျာအခုကမမားပါဘူးအတိန်ဆောင်လေးရှိတယ်လို့ပြောရနော်နည်းနည်းနောက်ကျနေတဲ့အတွက်တော့နောက်ကျနေတော့လည်းသိခေါင်းထဲမထဲနဲ့လက်ကားပြန်ပေးမှာသူရှုပ်လို့လာမယ့်ဘက်ကိုလက်ကားပေးမယ်ဗျာကျွန်တော်ရှိမှဖောက်ဝင်ထားတဲ့လူတွေဒီဘက်ဝင်ထားဆိုရင်နောက်တစ်ဘက်ကိုလက်ကားပေးမယ်နော်ဟိုလောက်ကလုံးလို့မကောင်းဖြစ်လုံးလို့အချိန်ရလာပြီဆိုတော့ကောင်းအောင်ပြက်ပြီမာစတာလင်းကရောယာသေးလားတဲ့အဲ့မာစတာလင်းပြတ်သွားပြီအကောင်ရှာကြည့်အောင်မရှိတော့ဘူးမာစတာလင်းကောင်လည်းပြတ်သွားပြီနော်ပြက်ချင်တာပြက်တော့ဗျာတကောင်းထက်ညံ့မနဲ့တော့ပါဘူးနော်ပြက်ချင်တော့ပြက်ရင်းရသိလှုပ်ချင်တော့တာမဟုတ်နော်ကဲအားလုံးပဲမင်္ဂလာပါတဲ့နှမျောစရာမနှမျောနဲ့ဒီလိုပဲအကောင့်တွေကကိုတယောက်တည်းဖြစ်တာမဟုတ်အကုန်ဖြစ်တာနော်အကုန်ဖြစ်တာကိုတယောက်တည်းမထင်နဲ့တလောကလုံးဖြစ်နေတာကျွန်တော်ကဘယ်အရာပဲဖြစ်ဖြစ်ပေါ့စိုးချင်းကောင်းချင်းနေမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့ကောင်းတာတွေဖြစ်လာခြင်းလို့ဒီလိုဖြစ်နေပဲကျွန်တော်သတ်မှတ်ထားတာနော်ကောင်းတာတွေဖြစ်လာခြင်းလို့ပေါ့ဒီလိုပါပဲကျွန်တော်ထင်လွဲခဲ့ပါတယ်နော်ဒီချင်းကတော့တခါတလေဖြစ်တတ်ပါကိုလင်းရေတဲ့ဘလို့ဖြစ်ဖြစ်အားပေးနေပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့တခါဖြစ်တော့မို့အမြဲဖြစ်နေတာအကောင်းနေပြတ်တာနော်ဘာမှမလုပ်လဲပြတ်တယ်ဗျာနော်ကဲအားလုံးမကြောက်မလားဂျာတာပရင်းလေးကိုသွားမယ်နော်ကဲဥစားပထမပြောချင်တာတခုကတော့ကျွန်တော်ရှိမှဒီဘက်မှာဖွဲ့ဝင်ထားတဲ့သူတွေလာမယ့်ဘက်ကိုကျွန်တော်အလကားပြန်ပေးမှာပါနော်လာမယ့်ဘက်ကိုအလကားပြန်ပေးမှာပါနော်နောက်တစ်ခုကလည်းအကြံပွဲလေးမှာအဲ့အခွေလေးကိုလိုက်ပေးပါကနန်းလေးက6ခွက်တည်းထိုးရတာအမျက်တွေမရရင်နေပါအရင်လေးတော့ရအောင်တော့ပြန်ယူပါလို့ပြောချင်ပါတယ်နော်အခွေလေးကိုတော့ဆက်ထိုးကြံပွဲလေးမှာခပ်ပါဆော့ပါနော်အမြဲတမ်း okay မှာဆိုပြေခဲ့တာပဲဒီဘက်လိုမှာအတိန်ဆောင်လေးဖြစ်သွားတတ်မလို့စိတ်မကောင်းပါဘူးကျွန်တော်ကိုယ်တိုင်လည်းဒီဟာကိုပဲထိုးပါတယ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေကလာဘက်ကိုကျွန်တော်လက်ကားပြန်ပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကြံပွဲလေးမှာလည်းဒီအခွေလေးကိုအဖွဲ့ဝင်နေနည်းနည်းခပ်ပါဆော့ပေးပါလာမယ့်ဘက်ကိုတော့ကျွန်တော်ကောင်းဆုံးဆိုတဲ့အရာတွေနဲ့ပြန်လုပ်ပေးမှာပါကိုလင်းကြောင့်သိပါတယ်เนาะဒါကတော့เนาะကဲအားလုံးပဲမင်္ဂလာပါပေါ့เนาะမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါသေးကျွန်တော်တို့မနက်ဖြန်ကြာတာဘင်းလေးလေးအတွက်ကိုသွားမယ်เนาะကြာတာဘင်းလေးလေးအတွက်ကိုသွားမယ်ကျွန်တော်မိတ်ဆွေအားလုံးပဲเนาะကဲကျွန်တော်မနက်ဖြန်ကြာတာဘင်းလေးပေါ့ဗျာမနက်ဖြန်9ရက်9လ2026နော်9ရက်9လ2026ကြာတာပင်းနေ12နာရီ10မိနစ်ကိုကျွန်တော်ကိုင်းမဲ့ဝမ်းချင်းလေးကတော့48ဝမ်းချင်းဖြစ်ပါတယ်နော်48ဝမ်းချင်းဖြစ်ပါတယ်နော်48ဝမ်းချင်းဖြစ်ပါတယ်ကဲ48ဝမ်းချင်းမှာကျွန်တော်ကိုလင်းနိုင်ပြီကိုလင်းရနေပြီ4နဲ့ပတ်သက်လာရင်ဘာလေးကြိုက်လဲဆိုရင်41 4 2 46 4ခွန်4နဲ့ပတ်သက်လာရင်41 4 2 46 4ခွန်ဝမ်းချင်းက48နော်ဝမ်းချင်းက48 4နဲ့ပတ်သက်လာရင်41 4 2 46 4ခွန် channel လေးကိုအခုတွေ့ပြီမြေဆို channel ကို subscribe မနှိပ်ရသေးရင်နှိပ်ပေးထားအောင်နော်4နဲ့ပတ်သက်ရင်41 4 2 46 4ခွန်8နဲ့ပတ်သက်ရင်8 2 8 4 8 6 8ခွန်ဝ
ဝန်းကျင်က48 4နဲ့ပတ်သက်ရင်41 4နဲ့46 4ခွန်8နဲ့ပတ်သက်ရင်8နဲ့8 4 86 8ခွန်နော်8 4ရတော့ဒါဝန်းကျင်အပြီးပေါ့နော်ထားထည့်ထားပဲထည့်ထားလိုက်ပါကြိုက်လို့နော်ကြိုက်လို့ကဲအဲ့ဒါပြီးရင်ကျွန်တော်ရဲ့မနက်ဖြန်စိန်မာစတာကီးကတော့6နှစ်ကီးဖြစ်ပါတယ်6နှစ်ကီးဖြစ်ပါတယ်ကဲအဲ့ဒါပြီးရင်ကျွန်တော်ကျရင် main တင်ကွက်ပြောမယ်နော်မင်္ဂလာပါကျွန်တော်ကျရင် main တင်ကွက်ကတော့မနက်ဖြန်ကို6နှစ်နဲ့6နှစ်နဲ့ဖြစ်ပါတယ် main တင်ကွက်6နှစ်က6နှစ်ကရတော့ main တင်ကွက်ဖြစ်ပါတယ်နော်6နှစ်6နှစ်ကတော့ main တင်ကွက်ဖြစ်ပါတယ်နော်6နှစ်က6နှစ်ကရတော့ main တင်ကွက်ဖြစ်ပါတယ်နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ကြာသာပလင်းတွေကိုအားလုံးပဲပိုင်ဆိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါခွန်နိုင်ပါအိမ်မလာမကြပါစေနော်အားလုံးကျေးဇူးတင်ပါတယ်ဒိန်းတင်ခွက်ကတော့6နှစ်က6နှစ်ကခြိုက်လည်းမလွင့်ညင်ဘူးနော်ခြိုက်လည်းမလွင့်ညင်ဘူးလုံးကတော့အားမရှိဘူးဘာလို့တော့အချိန်ရတာအကောင့်ကပြည့်ပြီနော်လုတ်ချင်တော့ဘူးလို့ပါဘူးပေါ့နော်အားလုံးကျေးဇူးတင်ပါခင်ဗျာအားလုံးတက်တာပါခွန်နိုင်ပါအိမ်မလာမကြပါစေ